ပေ60-45ကွက်ပြေလေးကိုမှညီမတို့ဂျာလန်ဈေးဂျားကွက်ဈေးတသားနဲ့ရောင်းချပေးမှာဖြစ်တယ်ပြီးဒီကွက်လေးအသားချက်ကမိလန်းနှစ်ခုပေါ့နော်အရန်စီရလန်းနှစ်ခုနဲ့လည်းအနီးဆုံးမှာရှိပါတယ်ရှင်လမ်းဝင်လမ်းထွက်လည်းအရန်ကောင်းပါတယ်နော်ဒါကအခုမြင်နေရလမ်းလေးက58မိလန်းမှာကြီး58မိလန်းမှာရကြောကန်59စီထဲမှာရှိပါတယ်ရှင်ဒီဘက်ကလမ်းဆိုရင်လည်းဒါညီမတို့130မွန်နိုဟယ်ရီပေါ့နော်မင်းရမပြတ်လူစီရလမ်းဒီ130 A တောင်းမှာရှိပါတယ်ရှင်59စီနဲ့130 A တောင်းမှာရှိတယ်နောက်ချပေးမဲ့ကောကဒီခုမြင်ရအုတ်တိုင်းအဝါလေးကောဖြစ်ပါတယ်ရှင်ဒီညီမတို့130 A ပေါ်မှာ45ပေတင်ပြီးတော့59စီပေါ်မှာတော့ပေ60တင်ပါတယ်60-45ဂရန်နာမည်ပေါက်တသန်းတလီနေရမှာဖြစ်ပါတယ်ရှင်အလဲလေးကတော့အနောက်ဘက်လက်မြောက်ဘက်လက်နဲ့ရမှာဖြစ်ပြီးတော့နောက်ချပေးမဲ့ဇီးနှုန်းလေးကတော့23,500ကိုပိုင်ရှင်နဲ့တတိစဆိုင်တွေ့ဆုံညှိနှိုင်းနိုင်ပါတယ်ရှင်အေဂျင်လန်သားနှစ်ခုလုံးကလည်းကတရလန်ကင်းပြီးသားလမ်းလေးလေးကျယ်ပါတယ်နော်